ကမ္ဘာအချမ်းသာဆုံး UFC fighter 3 ဦး UFC fighter တွေဆိုတာကမ္ဘာတိုက်ခိုက်ရေးလောကမှာအကောင်းဆုံးတိုက်ခိုက်ရေးသမားတွေပါတခြားဖွဲ့စည်းရာကစားသမားတွေအနေနဲ့သူတို့နဲ့ရှင်ပြိုင်တိုက်ခိုက်ဖို့ဆိုတာဘယ်လို့မှမလွယ်ပါဘူးသူတို့ရဲ့လေ့ကျင့်မှုကြော်ကြားမှုနဲ့အောင်မြင်မှုတွေကကမ္ဘာတိုက်ခိုက်ရေးလောကကိုလွှမ်းမိုးထားတာပါဒီဗီဒီယိုမှာတော့ကမ္ဘာပေါ်ကအချမ်းသာဆုံး UFC fighter 3 ဦးအကြောင်းကိုပြောပြပေးသွားပါမယ်နံပါတ်3 George St. Pierre GSP လို့လူသိများတဲ့ဒီ legend fighter ကတော့သူ့ရဲ့ prime time တုန်းကတော်တော်ကြမ်းတမ်းခဲ့ပါတယ်ရှင်ပြိုင်နိုင်သူမရှိအောင်ကြမ်းတမ်းခဲ့တာဖြစ်ပြီးတော်တော်လေးကောင်းတဲ့ fighter တူဖြစ်ပါတယ်ထိုးချက်တွေကအတော်ကောင်းတယ်လို့ UFC ရဲ့ weight နှစ်ခုချန်ပီယံလည်းဖြစ်ပါတယ်သူ့ရဲ့ Superman ထိုးချက်ကအတော်နာမည်ကြီးတာပါဘယ် fighter ကိုသူရှုံးလဲအဲ့ဒီ fighter ကိုသူကပြန်ပြီးတော့စိန်ခေါ်ပြီးတော့အနိုင်ပြန်ထိုးတာပါတော်တော်လေးကိုကြမ်းလွန်းတဲ့ level တစ်ခုမှာ GSP ကရပ်တည်ခဲ့တာပါသူ့ရဲ့ကြွယ်ဝချမ်းသာမှုကဒေါ်လာ31တန်းလောက်ရှိပြီးတော့လက်ရှိအနားယူသွားပြီးတဲ့အချိန်မှာတော့သုံးသက်သူအဖြစ်နဲ့ဆက်လက်ရပ်တည်နေပါတယ် GSP ကကျွန်းကျုံတို့နဲ့တောင် level 2အနေထားမှာရှိပါတယ်ဝိတ်တန်းမတူလို့သာ level ချနေတယ်လို့ထင်ရတာပါ UFC welterweight နဲ့ middleweight မှာသူတင်ခဲ့တဲ့စံချိန်တွေဆိုတာမနှဲပါဘူးနောက်ပြီးဝိတ်တန်းနှစ်ခုရဲ့ချန်ပီယံဆိုတဲ့အတိုင်းသူခေတ်တုန်းကတော့သူကအကောင်းဆုံးဖြစ်ခဲ့ပြီးရှုံးပွဲကိုလည်းအတော်နှဲခဲ့တာပါသူလည်းတုံတောင်မထွက်ခဲ့တဲ့ကစားသမားတဦးပါနောက်ပြီး UFC ကကန်နဝင်တွေအကြောင်းကိုပြောမယ်ဆိုရင် GSP ကမေ့ထားလို့မရပါဘူးစကားတဲ့ထည့်ပြောမှကိုရမယ် fighter မျိုးပါသူ့ရဲ့အောင်မြင်မှုတွေကအဲ့ဒီလောက်ထိကိုခမ်းနားလုံးပါတယ်နံပါတ်1 fighter ကတော့ခါဘစ်ပဲဖြစ်ပါတယ်ခါဘစ်ကတော့အားလုံးကိုမသိပေမဲ့ခါဘစ်ကိုတော့အားလုံးကသိကြပါတယ်စီကန်ကောင်းလုံးတဲ့ fighter ရှုံးပွဲမရှိတဲ့ fighter အဖြစ်လူသိများပြီးသွေးလုံးဝမထွက်ခဲ့ဘူးတဲ့ fighter တူလည်းဖြစ်ပါတယ်သူ့ရဲ့အကောင်းဆုံးချိန်မှာအနားယူသွားခဲ့တဲ့ fighter ဘဝကိုအနိုင်နဲ့ပိုင်းသွားခဲ့တဲ့ fighter တူလည်းဖြစ်ပါတယ်တော်တော်ကောင်းလုံးခဲ့တာဖြစ်ပြီးတော့ရှုံးပွဲမရှိဘူးဆိုကြတဲ့ကသူ့အနေထားကိုပြည်သက်တွေမှန်းဆလို့ရမယ်လို့ထင်ပါတယ်နောက်ပြီးပြောရင်ပြောတဲ့အတိုင်းလုပ်ပြတတ်တဲ့ fighter တူဖြစ်ပြီးတော့ Conor McGregor ကိုတောင်မှအလဲထုတ်ပြခဲ့တဲ့ fighter တူဖြစ်ပါတယ်အနေတိုင်းသူသိတဲ့လောက်သူ့ရဲ့အောင်မြင်မှုတွေကကြီးကျယ်လုံးပါတယ်တခြား fighter တွေသူ့ကိုသွားရှင်းဖို့ဆိုတာမလွယ်ခဲ့ပါဘူးလက်ရှိအနားယူသွားတဲ့အချိန်မှာလည်းအစလမ်မတ်ခါချက်တို့လိုကစားသမားတွေကိုနီးပြပြီးအောင်မြင်မှုတွေကိုပီတိစားနေတဲ့နီးပြတူဖြစ်တဲ့ရက်တည်နေပါတယ်ထိုးပေါက်ထိုးချက်နဲ့ချုပ်ကွက်တွေကတော့ပြောမနေပါနဲ့ဒီဘက်ခေတ်မှာအဲ့ဒီလိုပုံစံမျိုးသူတူးတည်းရပဲပိုင်ဆိုင်ထားတာပါခါဘစ်ကအနေတိုင်းသူသိတာတောင်မှအရေးချင်းရှိလို့တဲ့အတွက်ဒေါ်လာ62တန်းအထိကိုပိုင်ဆိုင်ထားပါတယ်နံပါတ်1 UFC ရဲ့အချမ်းသာဆုံး fighter ကတော့ Conor McGregor ပဲဖြစ်ပါတယ်Conor ကိုတော့အထူးတလဲမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူးConor လို့ပြောလိုက်တာနဲ့ Conor McGregor ခေတ်တစ်ခေတ်ရဲ့အကောင်းဆုံး UFC fighter သူ့ခေတ်အခါရဲ့ပျော်ပြမှုအပေးနိုင်ဆုံး UFC fighter အဖြစ်နဲ့အားလုံးကပြေးမြင်ကြတာပါသူ့အချိန်ခါတုန်းက Conor ကတော်တော်ကောင်းလွန်းခဲ့တာဖြစ်ပြီးတော့ weight နှစ်ခုရဲ့ချန်ပီယံလည်းဖြစ်ခဲ့တာပါနောက်ပြီးတိုက်ခိုက်ရေးနယ်ပယ်မှာလည်းမကပဲစီးပွားရေးနယ်ပယ်နဲ့ရုပ်ရှင်နယ်ပယ်မှာလည်း Conor ကအောင်မြင်မှုတွေကိုအလီလီရယူပြထားပါတယ်သူကဘယ်နေရာမဆိုတိုးပေါက်တဲ့ပုံစံမျိုးကိုပိုင်ဆိုင်ထားတာပါဘတ်စုံမှာတော်တော်လေးရည်ချင်းရှိတဲ့အတွက်ကဘာမှာ Conor McGregor ကိုမသိတဲ့သူဆိုတာမရှိသလောက်ပါပဲဒါကြောင့်ပဲ Conor ရဲ့အောင်မြင်မှုတွေကိုလိုက်မိတဲ့ fighter ကအခုထိကိုပေါ်မလာသေးတာပါကြံတာတွေမပြောပါနဲ့အောင်ဝိတ်တန်းတစ်ခုရဲ့ချန်ပီယံဆိုတာနဲ့တင်တခြား fighter တွေသူ့ရဲ့အောင်မြင်မှုကိုလိုက်မိဖို့ဆိုတာမလွယ်တော့ပါဘူး Conor ကဒေါ်လာတန်ပေါင်း311တန်းအထိကိုချမ်းသာကြွယ်ဝမှုရှိပါတယ်အခုပြောပြပေးသွားတာကတော့ UFC ရဲ့လက်ရှိအချမ်းသာဆုံး fighter တွေကိုပါဘယ်သူကိုအကြိုက်ဆုံးလဲဆိုတာပြောပြပေးသွားပါအောင်